ဟုတ်ခုထိမရောက်သေးဘူးလားရော ခိုးရှိဆိုရောက်ပြီညာရဲ့ ခိုးရှိနဲ့ပြောနေရအညာတို့မျိုးကစထွက်ကလေးအားနော် ဟာဟာဒီတကတကယ်ပါကွာဦးမှတွေ့လားဓမ္မမျိုးမှာလက်လက်စာကျိုးဆိုပါ၏ဆိုတာတော့လမ်းမြင်နေရပြီ ရောက်လဲရောက်မှာပဲဒီကဆိုင်ကြီးပေါ်ထိုင်ရတာတင်မအောင်ကျင်းနေပြီ ကိုဆိုင်ငယ်ရက်ပေးရမလား မရက်နေတော့ကိုအရှင်းတော့ရှောက်မောင်းပြီဒါနဲ့ကိုမျိုးကလှလိုက်တာနော် အညာတော့ကွာအခုမှမျိုးတဲ့ဝင်ကားစားပဲရှိသေးတယ်ချီချူနေပြီလား ကိုမူရဲ့မြင်ဖို့လို့ပေါ့ကိုရဲ့ ကိုတို့စီကခေါင်းနေအညာနေနိုင်ပါမလား နေနိုင်လို့တော့လိုက်လာတာပေါ့အင်ကိုတပတ်သေးဆိုပြီးပြောခဲ့ရတော့နေသလားပဲ မနှဲပါဘူးအညာရဲ့ဘိုးရောက်ရင်အညာပြင်းလာနိုင်တယ်ဟိုမှာကလိုက်မကောင်းတော့အညာလိုက်တော့ရအခက်တွေ့နေလိမ့်မယ် ကိုမိဘတွေဆွေမျိုးနဲ့လိုက်တွေ့ပါရဲ့ဆိုလိုင်းမတော့ရတာအရေးလား ကိုကအညာပြင်းမှာဆိုလို့ပါ ကိုဆွေနဲ့ကိစ္စကိုအညာတည်ဟော်ရီမျိုးမှာဘာပဲချွေချက်ရှိကိုမရဲ့မြင်လို့အညာချစ်တယ်ညာပြေတော့မှဟော်ရီမျိုးကိုမနာဘူး အညာတိတ်ချူခေါ်လာကိုမသိရလား ကိုတည်ရင်ရပါပြီဆိုဒါနဲ့လေကိုတို့စီကလူတွေအညာကိုသဘောကျပါမလားဟင် ချူခေါင်းနေအညာသူ့ပမာလေးကိုဒီတော့တဘောမကြပဲနေပါတော့အညာရဲ့ မသိဘူးအညာဆုံးလိုက်ကပြီးတော့ကိုမ၃ယောက်ကရောလက်မခံရင်ဘယ်လိုလုပ်မလဲ ကိုမတွေကအညာနာမည်လေးကိုကြားကြရအညာကိုချက်နေကြပြီအညာကချမွေးလေးမို့လို့ပေါ့ ဒါဆိုကိုမိဘတွေရရော ခတ်ပါရောကွယ်အညာမှာဘာချိုးရင်းချိုင်ပါရှိနေလို့လေကိုမိဘတွေကလည်းအညာကိုတိတ်ချက်ကြပါကိုသိတယ် ဟုတ်ပါပြီဒါနဲ့လေအညာဟိုရောက်တဲ့အခါအမကင်းအောင်ရှောင်းစရာရှိရလေပြောထားအောင်ကို ဆွေပြပြပြသွားတော့ပါညာရဲ့အလုပ်ဝင်နိုင်ပြီးတော့ဖြစ်မှာမဟုတ်တာ ဒါပေမဲ့ ကိုရှိတယ်ဟုတ်ပြီလား อืม Don't